ဒီနေ့ကျွန်တော်တောက်ကြနေမှာနော်တောက်ကြနေမှာပွဲစဉ်လေးတွေဖော်မြူလာလေးကျွန်တော်အနီးကပ်ဆုံးသုံးသပ်ပေးမယ်တောက်ကြနေကတော့ဇုံဘော်တွေပေးတာတော့များတယ် brother ဒီနေ့ပေးတဲ့ဟိုအသင်းနဲ့အနေနဲ့ကြည့်မယ်ဆိုလို့ရှင်လဲပေးတဲ့ဈေးတန်းတွေကတကယ်ဟိုထိုးစားတွေအကြိုက်ဖြစ်ဖို့များတယ်ဗျာနော်လက်ရှိကျွန်တော်ချန်ပီယံလိဘာလီဝင်သွားတဲ့ဒီပွဲစဉ်3-4ရက်အတွင်းမှာဟိုတိုင်းနေအနေနဲ့တော်တော်လေးကိုပြောမယ်ဆိုလို့ရှင်ဒါအောက်ကြီးတွေဝင်ဟိုတော်တော်များများဝင်တာများတယ်ထိုးစားတော်တော်များများတော့အထက်ကြီးလိုက်တာများတယ်ဆိုတော့တိုင်းနေခိုင်သွားလောက်တယ်ဗျာနော်ကဲဒီနေ့မှာကျွန်တော်တောက်ကြနေကျွန်တော်ထိုးသားတွေလည်းပြန်ရောက်ပြီဒါဆိုထိုးသားတွေပြန်ရောက်ပြီဆိုတော့ဒီနေ့မှာကျွန်တော်အကြိုက်ပွဲစဉ်လေးတွေကိုထိုးသားတွေနဲ့ကျွန်တော်တစ်ထက်ကြောင်ပြန်ပြီးတော့ကျွန်တော်ထိုးသားတွေဘက်ကနေပြန်ပြီးတော့ရှင်းကပ်ပြီးတော့သုံးသပ်ပေးမယ်နော်ဒါဆိုရင်အင်တာမီလာနဲ့ပီဇာပွဲစဉ်တစ်ပွဲရှိတယ်ပြီးရင်စပိန်လာလီဂါမှာဆိုရင် EDC မှာအင်တာမီလာနဲ့ပီဇာစပိန်လာလီဂါမှာဆိုရင်လီဗာတင်နဲ့အရှီဒါမှမဟုတ်ဆိုရင်တယ်မယ်နော်ဒီစိန့်ပူလီပွဲစဉ်ရှိတယ်ပြီးလို့ရှိရင်ပြည်သူ့လူကူမှာဆိုရင် PSG နဲ့ OC ပွဲစဉ်ရှိရတော့ကျွန်တော်အကြိုက်လေးပဲကျွန်တော်အဓိကထားပြီးသုံးသပ်ပေးသွားမယ်ဗျာတော့အကြိုက်တူမှတော့ကစားပါဗျာဘာလို့လဲဆိုတော့ကျွန်တော်ရွေးချယ်ပြီးတဲ့ပွဲစဉ်တွေကကျွန်တော်ဈေးနဲ့ပဲကြည့်ပြီးကျွန်တော်သုံးသပ်ပေးရများပါတယ်ဗျာနော်ကဲဒါဆိုကျွန်တော်စမယ်ဗျာတို့ဒီနေ့ကြိုက်တဲ့ပွဲစဉ်တစ်ပွဲရှိတယ်အပွဲစဉ်ကတွေ့လဲတွေ့ရခဲ့တယ်ဒါပေမဲ့ဒီနေ့မှဆိုလို့ရှိရင်လည်းအဲ့ဒီပွဲစဉ်ကပါတယ်ဗျာတော့ဈေးတန်းဟိုအဲ့လိုပွဲစဉ်မျိုးဟိုတွေ့ရခဲ့ပါတယ်ဗျာနော်ကဲဒါဆိုရင်ကျွန်တော်ဘယ်ပွဲစဉ်စမလဲဆိုလို့ရှိရင်ဒီပေါ့PSG ပွဲစဉ်နဲ့စသုံးသပ်ပေးမယ်လွန်းတွန်းလောက်ပဲကျွန်တော်အဓိကထားပြီးသုံးသပ်ပေးမယ် PSG လက်ရှိပေးတဲ့ဈေးတစ်လုံးနှလုံးပြား80နိုင်ကြီးဂိုးပေါင်းကြီး3လုံးတည်ကြီးဆိုတော့ဟို PSG အနေထားကိုပြန်သုံးသပ်မယ်ဆိုရင် PSG နဲ့ brother အမြင်ပဲလက်ရှိအခုပူနွေးနေပေါ့ဗျာနော်ချန်ပီယံလိမှာသူစပိုလင်းဒီလစ်စဘုန်ကိုသူ့အနေနဲ့တူးမှလို့ရထားပြီးတော့သူရှုံးနေခဲ့တဲ့အနေထားမျိုးဆိုတော့လောလက်ဒီလီဂူးမှာပြန်ကြည့်သုံးသပ်မယ်ဆိုရင်လီဂူးမှာလိုင်းလိုသင်းမျိုးကိုလည်းသူတစ်လုံးပြား50ရှုံးလောက်ကြည့်ပြီး3-3နဲ့အိမ်ခွင်းမှာနိုင်ခဲ့တာဆိုတော့လောလက်ရကြည့်မယ်ဆိုရင်လီဂူးမှာတော့ PSG အနေနဲ့ဟိုဘယ်သင်းမှာတောင်းအသင်းတော်များများ PSG အနေနဲ့သူနှိမ့်နိုင်တယ်เนาะတကယ်ဟိုချန်ပီယံလိလို့ပြောမယ်ဆိုရင်ဒီလိုပွဲစဉ်လီမှာတော်တော်များတာနေ PSG အနေနဲ့ကြောင်ပြောက်တာများတယ်ဗျာနော်လက်ရှိပြီးတဲ့ဈေးတန်းကလည်းတစ်လုံးsorry နှလုံးပြား80နိုင်ကြီးဆိုတော့ကျွန်တော်အထင်ပြောမယ်ဆိုရင်အော်ဈေးဆိုတာကလက်ရှိမှာဟိုတန်းစင်းစုံနယ်ပယ်ထဲမှာပြသလို့စင်ဆက်ကွန်သူ့အောင်မှာဆိုရင်မိတ်တသိန်းပဲရှိတော့တယ်ဒါကြောင့်မို့လောဆယ်အနေထားရပြောမယ်ဆိုရင်အော်ဈေးကစားတဲ့ပွဲစဉ်တိုင်းကိုပြန်သုံးသပ်ရမယ်ဆိုရင်နောက်ဆုံးကစားတဲ့ပွဲစဉ်3-4ပွဲလောက်ကသူ့အနေနဲ့ရှုံးတာတွေပဲများနေတယ်ရှုံးတာများတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုရင် brand နဲ့တွေ့တဲ့2စီးနဲ့ရှုံးတယ် land နဲ့တွေ့တဲ့1စီးနဲ့ရှုံးတယ်ဒါပေမဲ့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဟို line နဲ့တွေ့တဲ့အချိန်တုန်းကဆိုတော့3-4လို့ရလိုက်မယ်ကိုပြန်သွင်းပြီးရှုံးနေခဲ့တယ်ဆိုတော့လက်ရှိခုနောက်ပိုင်းမှာ3ပွဲစရိုက်နိုင်ပွဲတွေပျောက်နေတယ်နိုင်ပွဲပျောက်တယ်ကိုရရှိခဲ့တဲ့အနေအထားကိုပြန်ကြည့်မယ်ဆိုရင်တိုင်းနဲ့တစ်သိန်းလောက်ပဲကိုရရှိခဲ့တယ်ဒီနောက်ပိုင်းကစားတဲ့ပွဲတွေမှာဆိုရင်ကိုပေါက်တရားစဟိုပျောက်နေတဲ့အနေအထားမျိုးဆိုတော့လောလက်ကဟိုရက်လက်ပိုင်းရကြည့်မယ်ဆိုရင် PSG ပေးတဲ့ကြီးရလဲနှလုံး80နိုင်ကြီးကိုပေါင်းကြီး3လုံးတည်ကြီးဆိုတော့ကျွန်တော်အထင်ပြောမယ်ဆိုရင် PSG ဒီနေ့ပေးတဲ့ဈေးတန်းကနိုင်ကြီးလားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်တကယ်တမ်း PSG ပေးတဲ့ဈေးတန်းနိုင်ကြီးဆိုလို့ရှိရင်အော်ဈေးနဲ့ကိုပြန်ရပါမလားအဲ့ဒါပဲကျွန်တော်တွေးရမယ်ဘာလို့လဲဆိုတော့လောလက်မှာအော်ဈေးကစားတဲ့ပွဲစဉ်နောက်ဆုံး3ပွဲမှာတော့မတည်းနောက်ဆုံးအနိကဆုံး2ပွဲရ9မြတ်ရှိခဲ့ပဲအဝေးကွင်းကနေပဲရှုံးနေတာဆိုတော့လက်ရှိမှာကအော်ဈေးအိမ်ကွင်းမှာနော်အော်ဈေးအိမ်ကွင်းမှာသူ9ရလာလို့မေးမယ်ဆိုရင်ရတယ်အော်ဈေးအိမ်ကွင်းမှာဒီမက်ကိုသူအနေနဲ့3-1နဲ့9ရတယ်လိုင်းလိုသင်းမျိုးကို3-4လို့ရလိုက်မှနဲ့သူ့အနေနဲ့ဟိုရှုံးတာ9ရတယ်ဆိုတော့အော်ဈေးကအိမ်ကွင်းနဲ့အဝေးကွင်းနဲ့ရှင်ကြည့်မယ်ဆိုအိမ်ကွင်းက9ပြန်ရတာများတယ်ဒါကြောင့်မို့ဒီနေ့ထားလည်းအော်ဈေး9ရောက်ရခိုင်နှုန်းများတယ်ဗျာသားတို့ဒါကြောင့်မို့အော်ဈေး9ရမယ်ဆိုရင်ဘူဂရီအမှန်နဲ့ကြီးက PSG အလွန်ဆုံးနှလုံးပြား80နိုင်ကြီးဈေးတန်းပေးတာကြောင့်အလွန်ဆုံးနှလုံးမှန်းတယ်ဗျာသားဒါဆိုရင်ဒီဘက်စဉ်ကအနည်းဆုံး200ပေါက်သွားမလားဒါမှမဟုတ်လို့ရှင်200ပေါက်မသွားဘူးဆိုရင်တော့ဘယ်လိုပြောမလဲဆိုလို့PSG တကယ်ဈေးတန်းအောင်မယ်ဆိုရင်1-3ပေါက်သွားမလားဒါပေမဲ့ကျွန်တော်စဉ်းစားရမယ်တောက်ကြနေပွဲစဉ်တော်တော်များများကဖော်မူလာရကြည့်မယ်ဆိုရင်ဇုံဘော်တွေပေးတာများတယ်ဒါပေမဲ့အခုကျွန်တော်တို့ရာသီဝက်နောက်ပိုင်းရောက်လာတဲ့အနေအထားမျိုးမှာဆိုလို့ရှင်တော့ဟိုတောက်ကြနေပွဲစဉ်တော်တော်များများတော့ပြောမယ်ဆိုလို့ရှင်ဒါသိပ်ပြီးမမျှတတော့ဟိုအရင်တော့ဆိုရင်တောက်ကြနေကျွန်တော်ရာသီစပြီဆိုတဲ့ဟာဘာသာလိုက်ပြီးတော့သုံးသပ်ကြည့်နော်ဇုံဘော်တွေတောက်ကြနေပွဲစဉ်တော်တော်များများဇုံဘော်တွေပေးတာတွေပဲများတယ်အခုရာသီဝက်နောက်ပိုင်းမှာဆိုရင်တော့တချို့သင်းဆိုတော့ဘာသာသိလိမ့်မယ်ရှေ့စမ်းတရားကိုကြည့်လာတဲ့အနေအထားမျိုးဆိုတော့ဘယ်သင်းကဘယ်လိုရှိလဲဆိုတော့ပို့ပြီးတော့တည်သွားပြီဗျာဒါကြောင့်မို့လက်ရှိနေတာလည်း PSG ပေးတဲ့ဈေးတန်းကြည့်မယ်ဆိုတော့အဝေးကွင်းနဲ့သူပေးတဲ့နှလုံးပြ80နိုင်ကြတော့ဘူဂီဒီအလုံးစုံနှလုံးမှန်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောပြန်သုံးသပ်မယ်ဆိုလို့ရှိရင်လက်ရှိမှာ PSG နှလုံးဘူဂီဒီမှတ်ထားရဆိုအော်စီကလည်းကျွန်တော်9ပြန်ရောက်ကိုရခိုင်လုံးများတယ်ဘာလို့ရများလဲဆိုရင်ဆွမ်းကျွန်တော်ပြောသလိုပဲအိမ်ကွင်းကစားတဲ့ပွဲစဉ်တော်တော်များမှာဆိုရင်အော်စီကအဝေးကွင်းနဲ့ရှင်ကြည့်မယ်ဆိုတော့အိမ်ကွင်းမှာသူ9ရတာတွေပြန်များတယ် PSG ကလည်း brother အပြင်ပဲလက်ရှိလောလောဆယ်မှာချန်ပီယံလိပါဝင်ဆိုရင်သူကစားတဲ့ပွဲစဉ်တိုင်းမှာ9ပြန်ပေးရတာများတယ်ဒါကြောင့်မို့ PSG အနေနဲ့လည်းအနည်းဆုံးတော့တစ်လုံးတော့ပေးရမယ်ကျွန်တော်ယူဆပါတယ်ကျွန်တော်ဒီပွဲစဉ်ကကြည့်မယ်ဆိုရင်အနည်းဆုံး3လုံးလောက်နဲ့ကြည့်ရမယ်အနေထားမျိုး3လုံးစင်အနည်းဆုံးဘယ်လိုပြောမလဲဆိုရင်လက်ရှိပေးတဲ့ဈေးတန်းကြီးကလည်းကိုပေါင်းကြီး3လုံးတည်ကြီးဆိုတော့ PSG body ဈေးအောင်မလားမအောင်လို့ရှိရင်ဒီပွဲစဉ်ကအနည်းဆုံးကိုပေါင်းကြီးအောင်ဖို့များပါတယ်ဗျာနော်ဒါကတော့9ဘော်လောက်ပဲကောင်းမယ်ကျွန်တော်ယူဆပါတယ်ဗျာနော် PSG 9ဘော်ကြိုက်ပါတယ်ဗျာနောက်တစ်ပွဲကအစောနာကျွန်တော်ပြောသလိုပဲဒီအစောပွဲဒီပထမဆုံးပွဲစဉ်လေးကတော့ PSG 9ဘော်ပဲကျွန်တော်ရွေးချယ်ပေးတယ်နော်
နောက်တစ်ပွဲကဆောနာကျွန်တော် brother တို့ပြောသလိုပဲဒီပေါ့ဒီဒီလိုပွဲစဉ်မျိုးကတွေ့လဲတွေ့ရခဲ့တယ်ဘာလို့လဲဆိုတော့မရှိဘူးမဟုတ်ရှိတယ်ဒီလိုမျိုးပွဲစဉ်မျိုးဘူကီအနေနဲ့ဈေးတန်းရပြန်ပြီးတော့ဈေးတန်းဖောက်တဲ့အနေပွဲစဉ်မျိုးဆိုတာတွေ့ရခဲ့တယ်ဘယ်ပွဲစဉ်လဲစမီနာလီဂါပွဲစဉ်လီဘန်နဲ့အရှင်နဲ့ပွဲစဉ်ဒီပွဲစဉ်ဈေးတန်းရကြည့်မယ်ဆိုလက်ရှိပေးထားလက်ရှိပေးထားတဲ့ဈေးတန်းကလီဘန်နဲ့လည်းပဲပြား40ရှုံးကြည့်လောက်ဈေးတန်းရပေးထားတဲ့အိမ်ဝင်ရအာသာကြောင့်ဈေးတန်းပေးတာလားဖြစ်နိုင်ခြေရှိလားကိုပေါင်းကြီးနှလုံးပြား80ရှုံးကြည့်လောက်ပေးတယ်ဆိုတော့အိမ်ဝင်အဝေးဝင်အာသာကြောင့်ဈေးပေးတာလားဒါမှမဟုတ်လို့ရှိရင်ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီပေါ့ဒီလူစင်းဘယ်လိုပြောမလဲဆိုရင်လူစင်းကြောင့်များဈေးတန်းအရာပြန်ပြီးတော့ကွာဟမှုတွေရှိသွားတာလားအဲ့ဒါပဲကျွန်တော်စဉ်းစားဘာလို့လဲဆိုတော့လက်ရှိနေတာကအရှီယာအဆင့်8မှာဒီဘန်ဒေးဆိုဟိုအဆင့်ဆက်ကိုတန်းစင်းဆုံးမှာတကယ်တမ်းဈေးပေးမယ်ဆိုရင်အရှီယာတောင်ဈေးပြန်ပေးရအောင်မှာအိမ်ဝင်ဝင်အာသာကြောင့်ထားလိုက်တော့အိမ်ဝင်ဝင်အားကြောင့်ဖြစ်မယ်ဆိုရင်တော့ level ပြောင်းခိုင်းခြင်းနဲ့ဖောက်လို့ရတယ် level ပြောင်းခိုင်းခြင်းဖောက်မယ်ဆိုတော့ဒီကြေးကတန်တယ်လို့ယူဆလို့မရသေးဘူးဘာလို့လဲဆိုတော့လက်ရှိနေတာအရှီယာအဆင့်8ကတန်တယ်ဟိုအဆင့်19ကအတင်းကြီးပြအဆင့်19ကအတင်းကိုဈေးတန်းပြန်ဖောက်အောင်မဲ့အနေထားမျိုးကနေဟုတ်အဆင့်19အတင်းကနေဟိုအဆင့်8ကအတင်းဈေးတန်းပြန်ဖောက်တယ်ဆိုစဉ်းစားကြည့်ဒီလိုပွဲစဉ်မျိုးကဘူဂရီဖောက်တဲ့ဈေးတန်းမှန်လားမမှန်လားဆိုတော့ဘူဂရီပေးတော့ပေးထားတယ် brother တို့အထက်ကြီးပေးမလားအောက်ကြီးပေးမလားကျွန်တော်ထင်ပြောမှာဆိုဒါလောဆယ်အနေထားကြည့်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့အရှိဘက်ကိုဘူဂီဈေးတန်းခွန်တဲ့အနေထားမျိုးတော်တော်များများဒီသင်းနဲ့ဒီသင်းကွာအစင်စရာလဲကွာတာပဲဘယ်သူမှဆိုတော့အရှိဘက်အဆင့်ရှိမှလက်ရှိရောက်ရှိနေတယ်အရှိဘက်ကစားမညီကူတွေများတယ်ဒါပေမဲ့ဒီလိုပွဲစဉ်မျိုးကမနိုင်မဟုတ်ဘူးအရှိလဲနိုင်သွားနိုင်တယ်ဒီဘက်လိုအသင်းမျိုးကိုလက်ရှိအနေထားကအစင်စရာကွာရှားမှုကလည်းကောင်းလို့သာလဲဒီလိုမျိုးကွာရှားမှုတွေဖြစ်သွားတာဒါကြောင့်မို့ရာသီဝက်နောက်ပိုင်းလေးရောက်လာပြီဒီလိုအဆင့်ကွာရှားမှုကြောင့်ဈေးတန်းရပေးမယ်ဆိုရင်တော့မနဲ့အရှီယာကြေးပြန်ပြရမယ်အနေထားမျိုးဒါပေမဲ့လီဘန်တွေကဈေးပေးတယ်ဆိုတော့တကယ်တမ်းကျွန်တော်နည်းနည်းတော့ဘယ်လိုပြောလဲဆိုလို့ရှိရင်ကတိကတော့နိုင်မယ်လို့တော့ယူဆလောက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဈေးနဲ့ပဲကြီးသုံးသက်ပေးတာပေါ့နော်လီဘန်တွေလက်ရှိလောလောဆယ်မှာကြည့်အောင်တာနောက်ဆုံးနိကဆုံး3ပွဲရှိသွားပြီဘယ်လိုပွဲစဉ်လဲဆိုရင်အစပန်ညိုနဲ့ကစားတဲ့ပွဲစဉ်တော့အစပန်ညိုကအဝေးကွင်းကနေလီဘန်တွေကို level ပြား50ရှုံးမကြေးပေးတယ်အဲ့တော့ပြား1-1နဲ့တေးကြပြီးပြား50လောက်သူဈေးတန်းအောင်ခဲ့တယ်ရီယမထနဲ့ကစားတဲ့ပွဲဆုံးဒီတိုင်းပဲနောက်ဆုံးရီယမထနဲ့ဒီပြီးခဲ့တဲ့ဒီ19နှစ်ကကစားတာရီယမထကလီဘန်လို့ဒီမျိုးကိုနှလုံးပြား50ရှုံးကြီးပေးပြီးတော့ brother အဲ့တင်က2စီးနဲ့ပဲပြီးသွားတယ်ရီယမထအဲ့တော့လဲပြား50နိုင်နေဆိုလောလောလတ်မှာလီဘန်တေးကကစားတဲ့ပွဲစဉ်တိုင်းကအသင်းအနေနဲ့ကတော့သူ့အနေနဲ့ရှုံးတာရှိသလိုသေချာလည်းရှိတယ်နိုင်တာလည်းရှိတယ်ဒါပေမဲ့ဈေးတန်းလေးတွေကက်ကပ်ပြီးအောင်နေတာတွေရှိတယ်ဒါကြောင့်မို့ဒီနေ့နေကြရပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘူဂီလီဘန်တေးများဆက်လက်ပြီးတော့ပေးသွားလောက်မလားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်လက်ရှိမှာဘူဂီဖောက်တဲ့ဈေးတန်းကလည်းလီဘန်တေးကိုပြန်ပြီးတော့ကြေးခေါ်ပြီးတော့SCOဈေးတန်းပြန်ပြီးတော့ပေးနေတဲ့သဘောမျိုးဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ထင်ပြောမယ်ဆိုရင်လော်လက်အနေထားရဈေးတန်းရပြန်ကြည့်မယ်ဆိုရင်လီဘန်တေးတော့ဈေးတန်းရကြည့်မယ်ဆိုရင်ကြည့်ရမှုရာခိုင်နှုန်းများတယ် SCO ပြန်သုံးသပ်မယ်ဆိုရင်လည်းလောလက်ရကြည့်မယ်ဆိုရင်အရှိနေလည်းညံ့တဲ့အတင်းလို့မဟုတ်ဘူးတကယ်တမ်းလီဘန်နဲ့ပြန်ရှင်းကြည့်မယ်ဆိုရင်သူလည်းသူမသားကိုမသားပဲပကုံးချင်းရှင်းလို့ရမယ်ဆိုရှင်းလို့ရတဲ့အတင်းမျိုးလောလက်မှာဆိုတော့သူအနေနဲ့အိမ်ငွေ့ဖြစ်ပါစေအိုးငွေ့ဖြစ်စေပြန်မဲ့တင်းတော့ဂိုးပြန်ရတဲ့အနေအထားမျိုးတော့ရှိတယ်ဘယ်လိုမျိုးလဲဆိုရင်နောက်ဆုံးကစားတဲ့ပွဲစဉ်၄ပွဲမှာဆိုရင်၄ပွဲလုံးအနေနဲ့အရှိအနေနဲ့ရှုံးကမှရှုံးတေကြကမှကြအနိုင်တော့မရှိဘူးဒါပေမဲ့ရှုံးတဲ့ပွဲတေတဲ့ပွဲနဲ့ပြန်မဲ့တင်းတော့ဂိုးတော့ပြန်၄ပွဲလုံးအရယူနေတဲ့အနေအထားမျိုးကြတော့ကျွန်တော်စဉ်းစားတာlevel ပြန်ခွာကြည့်လောက်ဖောက်မယ်ဆိုရင်တော့မတဲ့တော်တော်များများညီကိုတွေကဒီပေါ့အရှိမာနေမဲ့ညီကိုတွေကအများဆုံးပဲဒါ100ရာခိုင်နှုန်းမှာဆိုရင်90ရာခိုင်နှုန်းလောက်ကအရှိမာနေမဲ့ညီကိုတွေများတယ်ဒါ level ပြန်ခွာကြည့်ကျွန်တော်ပြောပြပေးရတော့အိမ်ဝင်အာသာကြောင့်အဝေးကွင်းအာသာကြောင့်ခဏထားအောင်လက်ရှိမှာလီဘန်နဲ့အိမ်ဝင်ဖြစ်တယ်ထားလိုက်အရှိယာလက်ရှိအဆင့်8မှာလီဘန်နဲ့ဟိုအဆင့်အောက်ဆုံးမှာဖြစ်တယ်ထားလိုက် level ပြန်ခွာကြည့်လောက်ဖောက်မယ်ဆိုတော့တန်နေတဲ့အနေအထားမျိုးဒါပေမဲ့ level ပြား40ကျော်လောက်ကြေးပေးတဲ့အနေအထားမျိုးကတန်လွန်ကြီးနေပါတယ်ကြေးတန်းရကြည့်မယ်ဆိုရင်ကြီးပြင်းလွန်တယ် brother တို့နော်ကျွန်တော်မေးမယ်ဆိုရင်ဘာကြိုက်လဲမေးမယ်ဆိုရင်ကျွန်တော်ကတော့ဘူဂီအောင်ပေးရတဲ့ပဲကျွန်တော်ဘာလို့မနေရမလဲလီဘန်တွေပဲကောင်းမှထင်တယ်ဘာလို့လဲဆိုတော့လိုအောက်ကနေတင်ရတယ်အထက်ကလို့တင်မျိုးကိုဈေးတန်းရပြန်ပြီးကြေးခေါ်တဲ့အနေအထားမျိုးပွဲစဉ်တော်တော်များများလိုက်ကြည့်လိုက်10ဘောလောက်ရှင်9ဘောလောက်ကအောင်တာများတယ်နော်တကယ်လို့အရှိအနေနဲ့မနိုင်တော့ဘူးနိုင်လဲနိုင်သွားနိုင်တယ်နိုင်မယ်ဆိုရင်တော့ဒီလိုပွဲစဉ်မျိုး10ပွဲရှင်တပွဲလောက်ပဲသူအနေနဲ့နိုင်မှုရာခိုင်နှုန်းများတယ်ရာခိုင်နှုန်းကျွန်တော်ပြောပြပေးတာနော်အတိအကျရတော့မဟုတ်ဘူးအောင်နိုင်ကြီးအနေတာများတာကိုကျွန်တော်သုံးသပ်ပေးရတဲ့ပုံမျိုးဒါကြောင့်မို့ဒုတိယပွဲစဉ်လေးကတော့လီဘန်နီပေါ်လီပဲကောင်းပါလေအကြိုက်ဒီမှာဆိုရင်လီဘန်နီပေါ်လီပဲကျွန်တော်ကစားစီခြင်းနဲ့ကဲဒါဆိုလို့ရှင်နောက်ဆုံးပွဲစဉ်ကတော့ဒီနေ့တောက်ကြံနေမှာခြေအပြင်းဆုံးပွဲစဉ်အင်တာမီလန်နဲ့ပီဇာပွဲစဉ်ဒီပွဲစဉ်လေးမသုံးသပ်များကျွန်တော်ဗလာသားကိုပြောခြင်းနဲ့ကျွန်တော်လက်ရှိဒီချန်ပီယံလိရိုပါလီပွဲစဉ်တွေကဒီအခုဒီဂျားရက်မှာဝင်သွားပြီเนาะဒီအခုဒီတပတ်ထဲမှာဝင်သွားပြီဆိုတော့လက်ရှိကျွန်တော်တို့အမေရိပွဲစဉ်တွေပြန်စပြီ
မေပွဲစဉ်ပြန်စားဖြစ်တဲ့ကြောင့်ဘော်ရီတပွဲကောင်းအပါဝင်ကျွန်တော်မောင်းကတ်တွေကအစကျွန်တော် channel ထဲမှာတင်ပြမှာဖြစ်တယ်ကျွန်တော် channel ကတော့ဒီဘယ်လိုပြောမလဲဆိုရင်လက်ရှိကျွန်တော်သုံးသပ်ပြီးတဲ့ YouTube ညီကိုတွေဒီ YouTube ညီကိုတွေကြတော့လက်ရှိကျွန်တော်သုံးသပ်ပြီးတဲ့ video comment ထဲမှာ Telegram channel လေးတော့ Viber channel လေးရှာပေးထားတယ်ဒီကနေဝင်ပြီး join ထားနိုင်တယ်နောက်တစ်ခုဒီ TikTok ညီကိုတွေကြတော့ TikTok profile ရဲ့အောက်မှာ link ရှိတယ်ဒီ link ကနေဝင်ပြီးတော့ join ထားနိုင်ပါတယ်ဗျနောက်တစ်ခုကကျတော့ဟိုလက်ရှိကျွန်တော်တို့က online game ဖြစ်တယ်เนาะလက်ရှိဆိုတော့အရင်တော့ဆိုတော့အပြင်တိုင်းမှာကျွန်တော်တို့ကစားတဲ့အနေအထားမျိုးစာရိုက်တွေကင်ပြီးကစားတာဗလာသားတို့သိလိမ့်မယ်ထင်ပါတယ်လက်ရှိကတော့ဟိုဘယ်လိုပြောမလဲဆိုလို့ချင်းအပြင်တိုင်းမှာကစားတဲ့အနေအထားမျိုး online game ဖြစ်တဲ့ကြောင့် online မှာဘလုံးအကောက်တွေကိုဗလာသားအနေနဲ့ငွေကြေးယုံကြည်စိတ်ချတာအကောက်ဖွင့်ကစားခြင်းနဲ့ဆိုရင်ကိုစန်းကိုတိုင်းငွေကြေးအမှားခံပြီးကြော်ညာပေးနေတဲ့ကုမ္ပဏီတွေရှိတယ်ဒီကုမ္ပဏီမှာတော့ရောက်ပြီးတော့ဘလုံးအကောက်ဖွင့်ပြီးတော့ကစားလို့ရတယ်ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမှားခံပါတယ်ဗျအဓိကတော့ဗလာသားအနေနဲ့ online ပေါ်ကနေကိုကစော်ကားတာဖြစ်တဲ့ကြောင့်အဓိကတော့ချက်ကငွေကြေးပိုင်းမှာစိတ်ချဖို့အဓိကပါပဲဗျဒါကြောင့်မို့တခြားမှာကစားတဲ့ညီကိုတွေရှိလို့ရှင်လဲကိုငွေကြေးယုံကြည်စိတ်ချတဲ့နေရာမှာပဲအဓိကကစားပါတချို့နေရာရှိတယ်ငွေကြေးနဲ့တော့ပြဿနာမရှိဘူးကိုငွေထုတ်တာများလာလို့ရှိရင်ဘယ်လိုပြောလဲဆိုနည်းနည်းပပဟိုအစင်မပြေရှိတယ်စောင်းလာကြတာရှိတဲ့နေရာမျိုးတွေရှိတယ်ဒါကဘယ်သူကလို့ကိုစန်းဥတီပြောတာမဟုတ်ဘူးလက်ရှိဖြစ်လို့ဖြစ်တာရှိနေတဲ့အနေအထားမျိုးတွေရှိတယ်တချို့ကြောင့်လဲအေဂျင့်နဲ့ကစားရှိတယ်တချို့ကြောင့်လဲကုမ္ပဏီနဲ့ကစားတဲ့ညီကိုတွေရှိတယ်အေဂျင့်နဲ့ကစားတဲ့ညီကိုတွေကြောင့်ဗလာတော့ငွေကြေးဆိုတာသူတို့မှာစီကံချက်တွေများလို့ကန့်သက်ချက်တွေရှိတယ်ကုမ္ပဏီနဲ့ကစားတဲ့ညီကိုကြောင့်ကုမ္ပဏီဆိုတာအဖွဲ့အစည်းနဲ့လုပ်ထားတဲ့အနေအထားမျိုးဖြစ်တဲ့ကြောင့်ဗလာတော့အနေနဲ့ငွေကြေးပိုင်းကအစဟိုဘလုံးကစားတာအစလွတ်လွတ်စီကံချက်တွေမရှိပါဘူးဗျဒါကြောင့်မို့ကိုစန်းကငွေကြေးယုံကြည်စိတ်ချရတဲ့ဒီကုမ္ပဏီနဲ့ချိတ်ဆက်ပေးလို့ရပါတယ်ဗျာเนาะတကယ်လို့စိတ်ဝင်စားရင်တစ်ချက်လောက်ဆက်သက်လာပေးပါတိတော့ညီကိုလည်း Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်ရှာပေးထားတယ်YouTube ညီကိုလည်း Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်ရှာပေးထားပါတယ်ဗျာနောက်တစ်ခုကျွန်တော်ပြောချင်တာကဒီထိုင်းညီကိုတွေထိုင်းမနဲ့ကစားလို့ရတယ်မလေးရှားစင်ကာပူကိုရီးယားဂျပန်ရွေးရညီကိုတွေမြန်မာနိုင်ငံညီကိုတွေရော WPKB တုံးအသုံးပြုလို့ရကစားလို့ရပါတယ်ဗျာเนาะကြဒါဆိုရင်နောက်ဆုံးပွဲစဉ်ကျွန်တော်စမယ်အင်တာမီလန်ဒီနေ့မှာဒီနေ့တောက်ကြနေမှာဈေးတန်းရကြည့်မယ်ဆိုရင်အပြင်းဆုံးပွဲစဉ်ပြောပါဆိုရင်အင်တာမီလန်ပွဲစဉ်ပဲဈေးတန်းအပြင်းဆုံးပဲဘာလို့လဲဆိုတော့တခြားပွဲစဉ်တွေဆိုလို့ရှိရင်ဟိုအလုံးစုံ PSG တောင်မနဲ့နှလုံးရှုရင်အပြည့်စားမဲ့အနေအထားမျိုးပေးထားတဲ့အနေအထားမျိုးအင်တာမီလန်ကလက်ရှိမှာဗီဇာလိုသွင်းမျိုးကိုနှလုံးသေးကြီးကိုပေါင်းချင်း3လုံး20ရှုံးကြီးတော့ဈေးတန်းရကြည့်မယ်ဆိုလို့ရှိရင်တော့တစ်ဖက်သက်ပဲသွင်းမဲ့အနေအထားမျိုးကြီးပဲဟုတ်ပါမလားအင်တာမီလန်နဲ့တောက်ကြနေမှာဆွမ်းနာကျွန်တော်ပြောသလိုပဲဇုံပေါ်ပေးတဲ့ပွဲစဉ်ကအင်တာမီလန်မြတ်ဖြစ်သွားမလားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်ဘာလို့လဲဆိုတော့ဗီဇာဆိုတာကလက်ရှိအနေထားရကြည့်မယ်ဆိုရင်တော့ဟိုတန်းစင်းဆောင်ကအတင်းနော်အင်တာမီလန်ဆိုတာလက်ရှိမှာအဆင့်တက်မှာအီလီစီးရီးမှာဆိုရင်ဗီဇာဆိုတာအဆင့်19မှာသူ့အောင်မှာဗီယိုနာပဲရှိတော့တယ်လောလောဆယ်ရကြည့်မယ်ဆိုရင်အင်တာမီလန်လက်ရှိပေးတဲ့ဈေးတန်းကတောက်ကြနေမှာဟိုအတင်းကြီးနေနဲ့ကြည့်မယ်ဆိုရင်ဒီနေ့မှာ PSG အင်တာဒီနေ့တင်းလောက်ပဲဟိုအတင်းကြီးရလို့ပြောမယ်ဆိုလို့ချင်းရှိတာဆိုတော့လက်ရှိအင်တာပေးတဲ့ဈေးတန်းကမှန်လားလို့မေးမယ်ဆိုရင်မှန်တယ်သူ့အနေထားနဲ့ဒီလိုဈေးတန်းမျိုးပေးရမှာဟို90ဖြစ်စေရှုံးသည်ဖြစ်စေသူ့အနေနဲ့နှလုံးတည်ရတာအနည်းဆုံးဖောင်းမှန်အနေထားမျိုးပဲဘာလို့ခုလိုပြောလဲဆိုလို့ရှိရင်ပီဇာဆိုတာဟုတ်အစင်းဟိုတန်းစင်းစုံနေပဲမှာသူ့အမှာဗီယိုနာတစ်သိန်းပဲရှိတော့တယ် brother တို့ဒီနေ့ကတကယ်လို့ဒီလိုဈေးတန်းမျိုးပေးပြီးတော့အင်တာရှုံးသွားမယ်ဆိုရင်တော့လည်းရှုံးပြောတယ်အင်တာလက်ရှိပေးတဲ့ဈေးတန်းမှန်တယ်ဘာလို့မှန်လဲဆိုလို့ရှိရင်ဘူဂရီဖောက်တဲ့ဈေးတန်းဒီနေ့မှာပေးတဲ့ဈေးတန်းမျိုးပေးတဲ့အနေထားမျိုးဆိုတော့အင်တာဈေးတန်းမကောင်းမှုကျွန်တော်ကြိုက်တယ်တကယ်တမ်းကစားမယ်ဆိုရင်လည်းအင်တာအနေနဲ့ရှုံးမှဆိုတော့ရှုံးပြရလူချင်းမျိုးကစားတဲ့အနေထားမျိုးလောလောဆယ်မှာအင်တာအနေနဲ့ဟိုဈေးတန်းရကြည့်မယ်ဆိုလို့ရှိရင်သူကြေးကြတာနှစ်ပွဲရှိသွားပြီနောက်ဘယ်ပွဲလဲဆိုလို့ရှိရင်ဦးတီနီနဲ့ကစားတဲ့ပွဲစဉ်တော့ဟိုအင်တာမီလန်နဲ့အဝေးကွင်းကနေဇီးဝမ်းနဲ့ပဲသူကတ်နိုင်ခဲ့တယ်အဲ့တော့လည်းဟိုပြစလောက်ကြေးကြတယ်ဒီဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီတော့အာဆင်နယ်ကစားတဲ့ပွဲစဉ်တော့ဒီတိုင်းပဲအာဆင်နယ်ဒီဟိုချန်ပီယံလိမှာဆိုလို့ရှိရင်အာဆင်နယ်ကကြေးလဲပဲမိုင်နာ69ဆိုတော့ကြေးပြန်ဖောက်ပြီးတော့ဝန်တီလူရတယ်မယ်နိုင်ခဲ့တာဆိုတော့လောလက်ရကြည့်မယ်ဆိုရင်အင်တာမီလန်အနေနဲ့လက်ရှိကစားတဲ့ပွဲစဉ်နဲ့ပြန်သုံးသပ်မယ်ဆိုရင်ဈေးတန်းရကြည့်မယ်ဆိုရင်ကြေးတွေကြာတာရှိတယ်ဒါပေမဲ့ဒီနေ့မှာပီဇာလိုသင်းမျိုးကိုပေးတဲ့ဈေးတန်းကနှလုံးတည်ကြီးဆိုတော့ကျွန်တော်ထင်ပြောမယ်ဆိုလို့ရှိရင်နှလုံး90တန်းကြီးလောက်ဖောက်မယ်ဆိုရင်တော့ဖောက်ပြတဲ့အနေအထားမျိုးဘာလို့လဲဆိုတော့လက်ရှိပေးတဲ့ဈေးတန်းကလည်းတစ်ဖက်သက်ပဲသွင်းမဲ့အနေအထားမျိုးပဲပီဇာဘက်ကကိုမျှော်လင့်လို့မရဘူးဒီပေါ့အင်တာဘက်ကကိုပဲမျှော်လင့်လို့ရမယ်အနေအထားမျိုးဘာလို့လဲဆိုရင်လက်ရှိလောဆယ်အင်တာကစားတဲ့ပွဲစဉ်တွေမှာဆိုရင်တော်တော်များများအသင်းသီးတွေအင်တာကိုဂိုးမသွင်းနိုင်ဘူးเนาะပါမနဲ့တွေ့တော့လည်းတိုင်းပဲအင်တာ0နဲ့ကတ်နိုင်တယ်လက်ရှိနဲ့တွေ့တော့လည်းတိုင်းပဲအင်္ဂလိပ်မှာ1-0နဲ့နိုင်တယ်ဦးနဲ့တွေ့တော့လည်းတိုင်းပဲ0-1နဲ့အဝေးကွင်းနဲ့နိုင်တယ်ဆိုတော့ဟိုအင်တာကိုပခုံးချင်းရှင်လို့ရတဲ့အသင်းတော်တော်များများဟိုရှိုးအသင်းတွေလောက်ပဲအင်တာကိုဂိုးသွင်းနိုင်တာများတယ်ဒါကြောင့်မို့အင်တာမီလန်ရှိပေးတဲ့ဈေးတန်းနှလုံး90တန်းကြီးဖောက်မယ်ဆိုတော့မနဲ့ဟိုကောင်းပါလေပြဘူဂရီဈေးတန်းရကြည့်မယ်ဆိုရင်ကစားပြတဲ့အနေထားမျိုးလက်ရှိနှလုံးတည်ကြတော့အင်တာပေးတဲ့ဈေးတန်းကတော်တော်လေးကိုကျွန်တော်ကြိုက်တဲ့အနေထားမျိုးရှိတယ်ပီဇာပြန်သုံးသပ်မယ်ဆိုရင်ပီဇာလက်ရှိကစားတဲ့ပွဲစဉ်ပီဇာအနေနဲ့အိမ်ဝင်ဖြစ်စေဝင်းဝင်ဖြစ်စေနောက်ဆုံးကစားတဲ့ပွဲစဉ်၄ဘက်လောက်မှာဆိုရင်၃ဘက်လောက်ကသူပြန်မယ်တင်းကိုပြန်ရနိုင်တဲ့အနေထားမျိုးဒါပေမဲ့ကိုပေါင်းကြီးကလည်း၃လုံးတည်ကြလောက်ပဲကွက်တီပဲဖောက်တဲ့အနေထားမျိုးဖြစ်တဲ့ကြောင့်ကျွန်တော်ထင်ပြောမယ်ဆိုတစ်ဖက်သက်ပဲကြည့်ရမယ်အနေထားမျိုးပဲဒီနေ့ကိုရမယ်ဆိုရင်အင်တာအနည်းဆုံးတော့ဟိုဒီနေ့ပွဲစဉ်မှာအနည်းဆုံးနှလုံးလောက်တော့ပီဇာလိုသင်းမျိုးကိုပြတ်နိုင်တဲ့အနေထားမျိုးကျွန်တော်ယူဆတယ်တူဝါတစ်ပေါက်သွားနိုင်တာလို့မေးမယ်ဆိုရင်
2-1တစ်ပေါက်လက်ရှိလောလောဆယ်လည်းဟိုပီဇာအနေနဲ့ကစားတဲ့ပွဲစဉ်တိုင်းကလည်းဟိုလက်ရှိလောလောဆယ်မှာအသင်းနာမနိုင်တာကြေးတွေနိုင်တာများတယ်အတရန်တွေ့တော့လည်းသူကြေးနိုင်တယ်ဦးရီးနဲ့တွေ့တော့လည်းသူကြေးနိုင်တယ်ဆိုတော့ဂျီရိုနာနဲ့တွေ့တော့လည်းသူကြေးအောင်ထားရဆိုတော့လောလလက်ကဟိုပီဇာအနေနဲ့ကအသင်းနာမနိုင်တာကြေးအောင်တာတွေကများနေတယ်ကျွန်တော်ထင်ပြောမယ်ဆိုရင်ဒီပွဲစဉ်ကဟို2တကယ်တမ်းပီဇာဘက်က9ရမယ်ဆိုတော့ကျွန်တော်2-1တစ်ပေါက်တော့မသွားနိုင်လို့ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့အင်တာမီလန်ကလက်ရှိပေးတဲ့ဇေနန်ကတင်းပေးထားတယ်နှလုံးသေးကြီးနှလုံးပလက်တော့မပေးဘူးเนาะနှလုံးသေးကြီးတင်းပေးရအောင်အနည်းဆုံးနှလုံးလောက်တော့အကျော်လောက်သွားလောက်ပဲကျွန်တော်ယူဆတယ်တကယ်လို့အင်တာမီလန်နေမယ်ဆိုရင်ဟိုတည်ရည်နဲ့အနိုင်ဒါပဲဖြစ်ဖို့များတယ် brother တို့2-1တော့ဖြစ်ဖို့တကယ်လို့နဲတယ်တကယ်တမ်းပီဇာဘက်က9ရမယ်ဆိုရင်2-1တစ်ပေါက်တော့ဖြစ်ဖို့တော့များပါတယ်ဗျာเนาะကြည့်ဒါဆိုရင်နောက်ဆုံးပွဲစဉ်လေးအင်တာမီလန်ဘော်ဒီကျွန်တော်ကြိုက်ပါတယ်ဗျာကြိုက်တယ်မယ်ဆိုရင်အင်တာမီလန်ဘော်ဒီပဲကစားစေခြင်းနဲ့တော့ကြနေပွဲစဉ်တွေကကျွန်တော်ပြောသလိုပဲ brother ပြောသလိုပဲဇုံဘော်ဒီဟိုမပေးတာတွေအတော်ကြာပြီဟုတ်ရာသီအစဒီတုံးကဒါလင်းဇုံဘော်တွေပေးတာများတယ်ဆိုတော့ခုနောက်ပိုင်းရာသီပွဲနောက်ပိုင်းရောက်လာတဲ့အနေအထားမျိုးမှာဆိုရင်တော့ဇုံဘော်တွေဟိုမပေးဘူးမဟုတ်ပေးတဲ့ပွဲစဉ်တွေရှိရဒါပေမဲ့ဟိုတချို့ပွဲစဉ်တွေကြာလို့ရှိရင်မျှသွားတာပဲပေးတဲ့ပွဲစဉ်ရှိလို့မပေးတဲ့ပွဲစဉ်အဲ့လိုမျိုးဟိုပွဲတိုင်းရဲ့လို့တော့မဆိုလို့ဘူးဗျာနော်ဒါကြောင့်မို့ကစားတဲ့အနေအထားမျိုးမှာဆိုရင်လက်ရှိအမှတ်ပွဲစဉ်တွေပြန်စားပြီးတော့ brother အနေနဲ့ဒီအမဘီပွဲစဉ်တွေမှာကျွန်တော်စိတ်ကြိုက်ပွဲစဉ်လေးတွေရွေးချယ်ပြီးတော့အဓိကထားပြီးတော့သုံးသပ်ပေးမယ် channel မှာတော့ဘယ်ကောင်းအပါဝင်မောင်းကတ်နေမျိုးမှာဖြစ်တဲ့ကြောင့် brother နဲ့ channel တော့အဓိက join ပေးထားပါဗျာနော်ဒါဆိုရင်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျာကျွန်တော်တို့နောက်နေ့မှပြန်ဆုံကြမယ်နော်